ကလေးအားလုံးပဲမင်္ဂလာပါဆရာကြီးနေ့သင်ပေးမယ့် lesson ကတော့ Python နဲ့ဒီလိတ်လေးရပေါ့နော်ဆရာတို့ food လေးကိုလိုက်ပြီးတော့ရှာတဲ့ပုံစံပေါ့နော်အဲ့လိုမျိုး game လေးရေးသွားမှာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ဆရာတို့ Python ထဲမှာဝင်ပြီးတော့အစလိုက်ရဟုတ်နော်ဆရာတို့ဒီမှာ chase the foods လို့folder ကိုတော့နာမည်ပေးထားရပါတော့တောက်ပြီးတော့ပေးခြင်းလို့ပေးလို့ရတယ်ကြောက်ပြီဆရာဒါဆိုရင်ဒီထဲမှာPython file လေးစောင့်မယ်ဆိုတော့ဆရာ Python file လေးနေလိုက်မယ်ဆရာတော့ main လို့ပဲပေးလိုက်မယ်เนาะmain.py ပေါ့ okay ဟုတ်ပြီဒီထဲမှာဆရာတို့ပုံစဆွဲတော့မယ်ဆရာတို့ game လေးရေးတော့မယ်ဆရာ Turtle library ကိုသုံးမယ်ပေါ့เนาะအဲ့တော့ဆရာတို့ဘာလုပ်ရမလဲ import Turtle ဆိုပြီးတော့ Turtle library ကိုရင်ထည့်လိုက်မယ်ဒါပထမတစ်ဆင့်ပေါ့เนาะဟုတ်ပြီအဲ့ဒါပြီးလို့ရှိရင်ဆရာတို့ဘာအရင်လုပ်မလဲဆိုလို့ရှိရင်ပေါ့เนาะဆရာတို့ဒီ Turtle ထဲမှာဘလို့သူ့ရဲ့ built-in graphic လေးပါလဲပေါ့เนาะဒါကိုဆရာတို့အရင်ကြည့်ကြည့်မယ်ဟုတ်ပြီเนาะဆရာတို့ရဲ့ game character လေးကဘလို့ထားလို့ရလဲပေါ့เนาะokay ဆရာတို့ပထမ lesson ဖြစ်တာအတွက်ဆရာကတော့ဒီထဲမှာပါတဲ့ bit in ပဲသုံးလိုက်မယ်ပေါ့နော် okay print နဲ့ဆရာတို့ print ထုတ်ကြည့်မယ်ဘာလို့ print ထုတ်ကြည့်မလဲဆိုရင် turtle တွေက get shape ပေါ့နော်သူ့မှာဘာ shape တွေရှိလဲပေါ့နော် origin နဲ့ okay ဆရာတို့ဒါလေးကို run ကြည့်လိုက်မယ်ဟုတ်ပြီနော်သူ့မှာဆို arrow ရှိမယ် blank ရှိမယ် circle ရှိမယ် classic ဆိုတာလေဒါ arrow ပဲပေါ့နော် square ရှိမယ် triangle ရှိမယ် turtle ရှိမယ် turtle လေးကိုဆရာတို့ရင်စမ်းကြည့်ရအောင်ပြီနော်ဆရာတို့လိတ်လေးကသူစားမဲ့အစာလေးနောက်ကိုလိုက်မယ်ဆိုတော့เนาะ okay ဒါဆိုလို့ရင်ဆရာတို့အရင်စမ်းအားဖို့အတွက်ဆိုရင်ဆရာတို့ဘာလုပ်ရမလဲ screen လေးအရင်စောက်ဖို့လုပ်မယ်ဟုတ်ပြီเนาะဟုတ်ပြီဆရာတို့ screen ရင်စောက်လိုက်မယ် screen ဆိုတာဆရာတို့က variable နာမည်ပေးရပါတော့เนาะကိုကြိုက်တဲ့နာမည်ပေးလို့ရတယ် screen ဒါမှမဟုတ်လည်းအတူကောက် SE လို့ပဲပေးလိုက်လေဟုတ်ပြီ screen ဆိုရင်ဆရာတို့ကဘယ်က screen လဲဆိုရင် turtle library က screen ဖြစ်တဲ့အတွက် turtle.dot နဲ့ function လမ်းခေါ်လိုက်ပါတော့ screen သူမှာဒါဆိုလို့ရင်ဆရာတို့အများကြီးရိုက်ဆရာမလို့ပေါ့နော် s လေးရိုက်လိုက်တယ်မှာ screen ဆိုတာရှိရယ်ဒါဆိုရင်ဆရာတို့ screen ကိုတတ်မှတ်ပြီးသွားပြီဟုတ်ပြီနော်ပြီးလို့ရှိရင်ဥမာ screen မှာလဲ screen မှာscreen ကိုပေါ်အောင်ပေါ့နော်အခုဆိုရင်ဆရာတို့ screen တော့တတ်မှတ်လိုက်ပြီဒါပေမဲ့ဆရာတို့ run ကြည့်လိုက်ရင်ဘာဖြစ်မလဲဆိုလို့ရှိရင်ချက်ချင်းဖွင့်ပြီးချက်ချင်းပြန်ပိတ်သွားတယ်ဟုတ်ပြီနော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ तू က run လိုက်တယ် run လိုက်ပြီးတော့ဒီ6ကိုပေါ့နော်ဆရာတို့ code number 6ကိုရောက်တဲ့အခါမှာ तू ကပိတ်သွားတာဖြစ်တဲ့အတွက်ဆရာတို့မြင်လိုက်ရမှာမဟုတ်ဘူးအဲ့တော့ဆရာတို့မြင်ချင်လို့ရှိရင်ဆရာတို့ဘယ်လိုလုပ်လို့ရလဲ screen.main loop ပေါ့နော်ဒါ main loop ထားလို့ရတယ် main loop ထားလိုက်ရင်ဒီ loop ပဲပတ်နေမှာပေါ့နော်ကဲပြီဒါဆိုရင်ဒီမှာ python turtle graphic ဆိုပြီးတော့ခေါင်းစဉ်ကသူ bit in default နဲ့ပေါ့နော်ဒီလိုဖြစ်နေတယ်ဒါလေးပဲဆရာတို့ဒီ canvas ပေါ်မှာဆွဲမယ်ပေါ့နော်ဆရာတို့ပုံနေဆွဲမယ်ဒီဆရာတို့ရဲ့ character လေးရွေ့မယ်ပေါ့နော် okay okay ဒါဆိုလို့ရှိရင်ဒီရပြီပေါ့နော် okay ဒါဆိုရင်ဆရာတို့နောက်တနည်းပေါ့နော် screen.main loop မထားဘဲနဲ့ဆရာတို့ဘယ်လိုထားမလဲဆိုလို့ရှိရင်ပေါ့နော်ဆရာတို့က main loop ထားလိုက်ရင် screen ကloop ပဲပြန်ပတ်နေဆရာတို့အဲ့ထဲမှာဆရာတို့လိုရေးချင်တဲ့ game တွေရေးလို့မရတော့မှာဆိုလို့ပေါ့နော်ဆရာ looping while looping နဲ့ပတ်လိုက်မယ်ဟုတ်ပြီ while looping ရဲ့ပြီးမှာဆရာအမြဲတမ်းလုပ်နေချင်တာဆိုတော့ဆရာတို့ true ထားလိုက်မယ်ဟုတ်ပြီနော် true ထားလိုက်မယ် true ထားလိုက်ရင်ဘယ်လိုဖြစ်နေအောင်ဆိုရင်အမြဲတမ်းဆရာတို့looping ဒီ looping ကပတ်နေမယ်ပေါ့နော်ဒီ looping တွေကထွက်သွားတယ်ဆိုတာမရှိတော့ဘူးပေါ့နော် user က game ကိုပိတ်လိုက်မှပဲထွက်သွားမယ်ဟုတ်ပြီနော်အမြင်တမ်းဘာလုပ်နေမလို့ဒါပဲဆက်လုပ်နေမဟုတ်လို့ရှိရင်ဆရာတို့ screen ကသူပြရင်တာပြပြီးပိတ်သွားမှာဆိုလို့ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ဒီမှာဘာထားမလဲ screen တော့ဟုတ်ပြီနော် update ထားလိုက်မယ် update ဆိုတော့ဥပမာအပြင်ဆိုရင်ဆရာတို့က character လေးရွေ့သွားရင်ဆရာတို့ကနှိပ်တဲ့ရွေ့တဲ့ clip ကိုနှိပ်လိုက်ရင် screen ကလည်းလိုက်ရွေ့အောင်ပေါ့နော် update ဒါဆိုရင် update ဆိုရင်အမြဲတမ်းခုနကတော့ screen တော့ main loop နဲ့ပုံစံချင်းတူတူပဲပေါ့နော်ဒါဆိုဆရာတို့ run ကြည့်မယ်ကဲဒါဆိုရင်မြင်ရပြီဟုတ်ပြီနော်အဲ့ဒီမှာဆရာတို့ game ကိုလည်းဆရာတို့ကခေါင်းစဉ်လေးထားမယ်ဒါဆိုလို့ရှိရင်ဆရာတို့ screen.title ပေါ့နော် title ကိုပါထားမလဲဥပမာပြင်ဆရာတော့ chase the foods လို့ထားလိုက်မယ်ဆိုလို့ရှိရင် chase the food okay ရပြီနော်ဒါဆိုလို့ရှိရင်ဆရာတို့ပြန် run ကြည့်မယ်ခုနကတော့အခုလက်ရှိရှိနေတာ python turtle graphic ဆိုပြီးရှိနေရပါတော့အဲဆိုဆရာ run လိုက်ရင် chase the food ဆိုပြီးတော့ဖြစ်သွားပြီဒါမယ်နော်ဒီမှာရှိတဲ့ background color ကိုလည်းကြိုက်တာချိန်လို့ရတယ်ဒါတော့ဆရာတို့နောက်ကြမှာပဲဆက်လုပ်ကြမယ်ပေါ့နော် okay ဆရာတို့အခုဒါဆိုရင် screen လေးတစ်ခုစောက်ပြီးသွားပြီဒါဆိုရင်ဆရာတို့ character ပေါ့နော် character လေးအရင် create ကြမယ်ဟုတ်ပြီနော် character ဟုတ်ပြီ game player ပေါ့နော်ဆရာတို့ player လို့ပဲနာမည်ပေးလိုက်တော့မယ် player ကိုရောက်စပြီးတော့ create လုပ်မယ်ဆိုရင် player ကိုမှဆရာတို့ကဒီ turtle ထဲမှာဖြစ်တဲ့အတွက်ဆရာတို့ turtle.turtle ဟုတ်ပြီနော်အဲ့ function လေးကိုအရင်ခေါ်လိုက်မယ်ဒီလိုခေါ်လိုက်ခြင်းအပြင်သူကဘာတော့ဆိုလို့ရှိရင်ဆရာတို့ဒီ turtle graphic လေးကစပေါ်ပြီပေါ့နော်ဒါဆိုဆရာတို့ run ကြည့်မယ် player လေးကဘယ်လိုပေါ်လဲဟောဒီမှာဆရာတို့ arrow လေးပုံစံနဲ့ပေါ် default က arrow လေးပေါ့နော် arrow ပုံစံနဲ့ပေါ်နေဟုတ်ပြီဆရာတို့အဲ့ဒါကို arrow ပုံစံပေါ်ခြင်းဘာပေါ်ခြင်းတာတော့ turtle ဆိုပြီးပေါ်ခြင်းတာကဲဒါဆိုဆရာတို့ဘာလုပ်မလဲဒီမှာဆရာ player လို့ပေးထားတယ် player လို့ပေးထားတော့ဆရာတို့ player
dot shape ပေါ့နော် shape ကိုသတ်မှတ်လိုက်မယ်ဟုတ်ပြီနော် shape ကိုသတ်မှတ်လိုက်ပြီဆရာတို့ပါထားမလဲဒါတဲထားလိုက်မယ်ဒါတဲကဲဒါဆိုဘယ်လိုဖြစ်သွားတော့ဆရာတို့ပြန် run ကြည့်မယ် stop and rerun နေပြန် run ကြည့်မယ်ကဲဟုတ်ပြီဒီမှာဒါတဲဆရာတို့ gain character လေးပေါ့နော် title လေးရှာလာဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ဆရာတို့ကဘယ်အချိန်မှာရွှေ့မှာတော့ဆိုလို့ရှိရင်ဆရာတို့ဒီ game ဆော့တဲ့လူอ่ะပေါ့နော်ဆရာတို့ up arrow လေးနှိပ်လိုက်ရင်အပေါ်ရွှေ့မယ် down arrow နှိပ်ရင်အောက်ကိုရွှေ့မယ်အဲ့ဒါတော့ဆရာတို့နောက်မှာဆက်လုပ်မယ်ပေါ့နော်โอเคဟုတ်ပြီအရင်ဆုံးဆရာတို့ဘာလုပ်အောင်မလဲဆို game ဆော့တာဖြစ်တဲ့အတွက်ဆရာတို့ကဒီဘက် down လေးမှာပေါ့နော်ဒီအပေါ်က down လေးမှာဆရာဘယ်လိုလေးလုပ်ချင်လဲဆိုလို့ရှိရင်ပေါ့နော်ဆရာတို့ဘာတော့အမှတ်လေးပေါ်နေမှာပေါ့နော်ဒီဆရာတို့အစားအစာတွေဘယ်နှခုလိုက်ရှာပြီးသွားပြီဆို score လေးသတ်မှတ်ပေးထားမယ်ပေါ့နော် okay score လေးသတ်မှတ်ပေးတော့ okay ဒါပထမဆုံး score လေးမသတ်မှတ်ပေးရင်ဆရာတို့ဒီ lake လေးကိုဒီ title လေးကိုဆရာတို့ရွှေ့ကြည့်မယ်ဟုတ်နော်ဆရာတို့ရွှေ့ခြင်းသိတယ်ဘာနဲ့ရွှေ့ရအောင်ဆိုလို့ရှိရင် go to နဲ့ရွှေ့ရ player dot go to ဟုတ်ပြီနော်ဆရာ player လို့သတ်မှတ်ဟုတ်ပြီ go to ဆရာ120တုံညကိုရွှေ့လိုက်မယ်ဒါဆိုဘယ်လိုဖြစ်လဲကြည့်ရနော်ဆရာတို့ဒါပါတော့ပထမဆုံးက x ဒုတိယ y x နဲ့ y နဲ့သိရနော် तू ကပထမဆုံးရှိနေရဘယ်မှာရှိရတော့0.0ပေါ့ x ကလည်း0 y ကလည်း0ဒါဆိုဆရာ x ကဘယ်လောက်ပြောင်းလိုက်တော့120ပြောင်းလိုက်တယ်ဒါဆိုဘယ်လိုဖြစ်သွားမလဲကြည့်ရဟုတ်ပြီနော် okay 120ကဒီနားမှာတဲ့ဒါပေမဲ့ तू ကဘယ်လိုဖြစ်နေတော့ तू လမ်းကြောင်းကြီးပုံဆွဲထားသလိုကြီးဖြစ်နေဟုတ်ပြီနော် तू ကဘောပင်လိုမျိုးသဘောတရားပေါ့နော်ဘောပင်ရွှေ့လိုက်မယ်ဆိုရင်ဘောပင်ကဘာတော့မင်ကအနောက်မှာကြံခဲ့သလိုဖြစ်သွားဒါဆိုလို့ရှိရင်ဆရာတို့ဘောပင်တွေကိုကြွပါလို့ပြောချင်ဆရာတို့ဗာထားမလဲဆိုလို့ရှိရင် player dot fan up ထားလိုက်ပြီရမလားဒီစီဟုတ်ပြီနော်ဒါဆိုဆရာတို့ပြန်ပြီးတော့ run ကြည့်မယ် okay ဒါဆိုလို့ရှိရင်မထင်တော့ဆရာတို့ gain character ရွှေ့တာနောက်ကနေဆရာတို့ပြောမယ်ဆိုလို့ရှိရင်ဘယ်လမ်းကြောင်းသွားခဲ့တယ်ဆိုတာပြပေးဖို့မလိုဘူးเนาะသူကရွှေ့သွားရင်ရပြီ okay ဒီစီရမယ်เนาะဒါဆိုလို့ရှိရင် okay အခု character လေးလည်းပြီးပြီဆိုတော့ဆရာတို့ကအမှတ်ပေါ့နော်အမှတ်ထားဖို့ထားမယ် score ပေါ့နော် score လေးထားလိုက်မယ်ဘယ်နှမှတ်ရတယ်ပေါ့ပထမဆုံးစဆော်တဲ့အချိန်မှာအမှတ်က0ဖြစ်နေโอเคဒါဆိုရင်ဆရာ screen အတွက်ဆရာ comment လေးရေးလိုက်မှာပေါ့နော် comment ရေးရဆိုတာဆရာတို့က set ကတော့ထည့်မရမ်းဘူးဒါပေမဲ့ကိုကမှတ်ထားတာပေါ့ဘာပါကြဥပမာအပေါ်ဟာဆိုဆရာတို့ပါတော့ဆရာတို့ screen တိဆောက်တာပေါ့နော်ပြီးလို့ရှိရင်ဒါကတော့ဆရာတို့ပါတော့ player ပေါ့နော်ဒါတော့ဆရာတို့ဆော့ရလို့ပေါ့နော် player အတွက်သွားမယ်ကောင်နောက်တစ်ခုကတော့ဒါကဆရာတို့အမှတ်ပေါ့နော်အမှတ်လေးပါအမှတ်အတွက်ဟုတ်ပြီအမှတ်ပြီးလို့ရှိရင်ဆရာတို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီအမှတ်ကိုဆရာတို့ပြခြင်းတယ်ပြခြင်းဆရာတို့ဘာလုပ်ဆိုဘောပင်လေးနဲ့ရေးပြီးပြမယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဆရာတို့ပန်တော့ဘာလုပ်မလဲဆိုလို့ရှိရင် sorry ပန်ထဲမှာဆရာတို့အရင်ဆုံးဘာတော့ title library တွေက title function ကိုပုံဆွဲတဲ့ဟာကိုထည့်ထားဖို့လိုမယ်ဟုတ်ပြီနော်ထည့်ထားပြီးခုနကတော့လည်းပဲဆရာတို့ပုံဆွဲဆိုတာဆရာတို့ပုံဆွဲလိုက်လို့ရှိရင်ဆရာတို့အနောက်ကနေမှင်တန်းကြီးလိုက်ဒါဆိုမလိုက်ချင်ဆရာတို့ပန်တော့ဘာတော့ဒီ player လိုပဲပန် app ကဘာလုပ်တာတော့ဆိုလို့ရှိရင်ဒါမှင်မထင်တော့ပါဘောနော်နောက်မှာရွေ့သွားတာနဲ့မှင်မထင်တော့ဟုတ်ပြီသူ့ကိုဘယ်နားမှာရွေ့ပေါ်မလဲဆိုဆရာတို့ကအပေါ်ဆုံးဘယ်ဘက်တောက်မှာဖြစ်ဖြစ်ညာဘက်တောက်မှာဖြစ်ဖြစ်ဒီလိုလေးထားမယ်ဟုတ်ပြီနော်ဘယ်ဘက်တောက်ညာဘက်တောက်ဆိုဆရာတို့ပန်တော့ go to သူ့ကိုရွှေ့ခိုင်းလိုက်မယ်ဟုတ်ပြီနော်ဘယ်နားမှာရွှေ့ခိုင်းမလဲဘယ်နားမှာရွှေ့ခိုင်းမလဲဆိုရင်ဆရာတို့အပေါ် down ဆိုဆရာတို့ဒီလိုပေါ့နော်ဥပမာပြင်ဒီဘက် down လောက်မှာရှိမယ်ပေါ့နော်ဒီဘက် down လောက်မှာဆိုဆရာတို့ဒီကောင်ကအခုသူရှိနေတဲ့ကောင်ကဘယ်လောက်တုံးဆိုလို့ရှိရင်ဒါက0.0ပေါ့နော်0.0ရှိနေတာဆရာခဏနော်ပြန်ရမ်းပြမယ်ဆရာတို့sorry ဒီမှာ go to မရေးရသေးလို့ခဏနော်go to လေးခဏဖြတ်လိုက်မယ်ကဲဟုတ်ပြီဆရာဒါလေးပြန်ရမ်းကြည့်ဟုတ်ပြီဒီပေါ့နော်သူအခုဆရာတို့ပို့ပြီး create လိုက်တဲ့ pan ပေါ့နော်ဘောပင်ဒါ or ဆိုသူ့ရဲ့ default ကတော့ဆရာတို့ဘာတော့ arrow လေးဖြစ်နေမယ်ဒါတော့ကိုပြောင်းခြင်းတဲ့ကောင်ပြောင်းလို့ရဟုတ်ပြီနော်ဒီနားကောင်ဆရာတို့အမှတ်ကဘယ်နားမှာပေါ်မှာအောင်ဆိုဒီနားဒီဘက် down လေးမှာပေါ်မှာဒါဆိုရင်ဆရာတို့ x direction ကပုံမှန်ရှိနေတာ00ဒါဆိုလို့ရှိရင် x က120ဟုတ်တယ်နော် x ကဒါဆို120ဆိုဆရာတို့260လောက်ထိသွားလိုက်မယ်ဒီဘက်260ထိ y ကရောဆရာတို့ဘယ်လောက်တာမှာတော့ဆိုရင်y ကလည်း260လောက်ထိသွားလိုက်မယ်ဒါဆိုဒီအပေါ်ရောက်မှာဟုတ်ပြီနော် x ကလည်းဘယ်ဘက်ကိုသွားတော့ plus y ကအပေါ်ကိုသွားတော့ plus ဟုတ်ပြီနော်ဒါဆိုသူ့ကို go to နဲ့ရွှေ့ကြည့်မယ်ဟုတ်ပြီနော်ဘာတော့ဘောပင်လေးကိုရွှေ့မယ်ပန်တော့ go to ဘယ်ဘက်ကိုရွှေ့မလဲ x က250ရွှေ့လိုက်မယ် y ကလည်း250အဆင်ပြေလားပေါ့နော်250 260လောက်ရွှေ့လိုက်မယ်ကဲပြီကြည့်အောင်ဒါဆိုလို့ရှိရင်ဒီမှာဒီနာโอเคဒါဆိုရင်တိတ်မလုံလောက်သေးဘူး x ကလည်းနည်းနည်းဒီဘက်ကိုထပ်တိုးဖို့လိုသေးတယ် x ကတော့260လောက်ထားလိုက်မယ် y က300လောက်ထားလိုက်မယ်အပေါ်ကတ်သွားအောင်နော် x ကဒါဆိုရင်ဆရာတို့ဘယ်လောက်ထားမလဲ
260 y က300လောက်ထားလိုက်မယ် okay ဒါဆိုရင်ဆရာတို့စမ်းကြည့်မယ် stop and rerun လုပ်ကြည့်မယ် okay ဒီနာဆိုရပြီသူ့ကိုဘာရေးခိုင်းမှာလဲပေါ့နော်သူ့ကိုဘာပြခိုင်းမှာလဲဆိုရင်ဆရာတို့ကဒီမှာကသူ့ကိုဆရာတို့ကစာလေးရေးပြစေချင်တာစာကဘယ်လိုစာလဲဆိုရင်ဆရာတို့အမှတ်ဘယ်လောက်ရှိနေပြီပေါ့နော်အဲ့ဆိုလို့ရှိရင်ဆရာတို့ pan.write ခိုင်းလိုက်မယ်ပါတော့ဘယ်သူ့ write တော့မှာ score အမှတ်ကို write ရမှာ score လိုက်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာတို့ဘယ်လိုပေါ်တော့ကြည့်ရအောင်ဒီမှာဆရာတို့ဘယ်လိုပေါ်တော့0လို့ပေါ်တယ်ဒါပေမဲ့ဆရာတို့0လို့ပေါ်ဟုတ်ပြီအောက်က pan ကြီးကဆရာတို့ပါတော့တွေ့လားမြင်းနေရတယ်ဒီကောင်ကအဆင်ပြေလားမြင်းနေရတာအဆင်မပြေဘူး तू ကဒါဆိုလို့ရှိရင်ဆရာတို့ကသူ့ရဲ့ character လေးကိုပြဖို့လိုလားဆိုတော့မလိုဘူးဟုတ်ပြီနော်ဒီ arrow တွေကိုမလိုဘူးဒီ pan ဆိုတဲ့ကောင်လေးဘောပင်လေးကိုပြဖို့မလိုစာရေးတာပဲပြဖို့လိုတာဟုတ်ပြီနော်အမှတ်ဘယ်လောက်ရှိသွားပြီဆိုတော့ तू ရေးပြဖို့ရတော့ဒါဆိုရင်ဆရာတို့ဘာလုပ်လိုက်မလို့ pan လေးကို hide လိုက်မယ် pan တော့ဆရာတို့ဘာလုပ်လိုက်မလဲ hide တာတင်သူ့ကို hide ထားလိုက်မယ်နော်ဒါဆိုရင်ဆရာတို့ပြန် run ကြည့်မယ်အပေါ်မှာ0လေးပဲပေါ်တော့တယ်ရမယ်နော်0ကပေါ်ပေမဲ့ဆရာတို့ဘယ်လိုဖြစ်နေတော့အရင်သေးနေတယ်ဒါဆိုသူ့ရဲ့ font ကိုဆရာတို့ကပြင်ဖို့လိုတယ်ပြင်လို့ရှိရင်ဆရာတို့ဘယ်မှာတော့ pan.write ရဲ့ဘေးမှာဆရာတို့ comma လေးချလိုက် comma လေးချပြီးဆရာတို့ font ဆိုတာလေးရှိတယ် font လေးထားလိုက်ဟုတ်ပြီနော်ဒီမှာကြည့်လိုက်တာနဲ့ဆရာတို့ font လို့ထားလိုက်တာနဲ့မှာ font တွေ့လားဟုတ်ပြီနော်သူမှာဘာတွေထည့်ရမှာတော့ string တွေ integer တွေ string integer string တွေเนาะဒါကဘာကိုပြောရအောင်ဆိုရင်ပထမဆုံးက font style ပေါ့เนาะဘာကိုသုံးမှာတော့ပြီးတော့နောက်က font size ဘယ်လောက်သုံးမှာတော့ပြီးတော့ font က full လားအမမုံဆရာတို့ light လားဒီလိုမျိုးပေါ့เนาะဒါလေး၃ခုကိုဆရာတို့ဘာတော့ခွင်းစားခွင်းမိတ်လေးနဲ့ထည့်ပြလို့ရမယ်ဟုတ်ပြီเนาะဒါဆိုရင်ဆရာကထည့်လိုက် okay ဒါဆိုရင်ထည့်မယ်ဆိုလို့ရှိရင်ဆရာတို့ပထမဆုံးဘာထည့်မလဲ font size ကဆရာသူထည့်ရတိုင်းပဲ default area သုံးလိုက်ဟုတ်ပြီနော် font size ကဆရာတို့ဘယ်လောက်ထားမလို့ဆိုရင်ဆရာတို့14လောက်ထားလိုက်မယ်ကြီးလေးမြင်အောင်ဟုတ်ပြီနော် font style အောင်ဆရာတို့ဘယ်လိုပေါ်မလို့ဘိုးလိုက်မယ်ဟုတ်ပြီနော်ထင်းလေးဖြစ်သွားအောင်ဘိုးလိုက်မယ်ဒါဆိုရင်ဘယ်လိုပေါ်တော့ကြည့်အောင် okay sorry ပါဘာဖြစ်တာတော့ font equal to create okay font style ကဘိုးဒီမှာ unknown font error ဘိုးကိုသူက b ကအသေးနဲ့ရှိရပြီ okay ဒါဆို b အသေးနဲ့ပြန်ရေးလိုက်ပြီဒါဆိုလို့ရှိရင်ဆရာတို့ okay ဒီမှာ0ဆိုတာ score ပါပေါ့ဟုတ်ပြီ0ဆိုရင်ဆရာတို့ဘာ0ကြီးမှမသိဘူးဆရာတို့ဘာ score equal to ဘယ်လောက်ပေါ့နော် score ကဘယ်လောက်ဖြစ်နေရဲဆိုတာရေးဖို့လို့ဒါဆိုဆရာတို့ score ကဘယ်လောက်ဖြစ်ဖို့ရေးဖို့အတွက်ကဆရာတို့က score ဆိုတာလည်းတခုတည်းနဲ့မရတော့ဘူးဆရာတို့ဘာလေးဆက်ပေးဖို့လို့ stream အင်္ဂလိပ်ဆက်ပေးဖို့လို့နော်သူ့ကိုဆရာတို့ဘယ်လိုပြောမလဲ print ထုတ်တာလို့မျိုးလေ print ထုတ်တာ okay ဆရာဒါလေးကိုအရင်စမ်းပြမယ်နော်ဒီမှာ print ထုတ်တာ title ရဲ့ gap shape ကို print ထုတ်ထားတော့ဆရာတို့ဒီမှာဒီလိုလေးစမ်းပြမယ်ဥပမာအားဖြင့်ပေါ့နော်ဆရာတို့ဒီမှာ name မဲ့ထားပါတော့ name ကိုဆရာတို့ကဒီမှာအောင်လို့ပေးထားလိုက်မယ်အားဆရာစမ်းပြပါနော်အောင်လို့ပေးထားလိုက်မယ်ပေးထားပြီးဆရာတို့ print ထုတ်တဲ့အခါမှာကျတော့ဘယ်လို print ထုတ်မလဲဆိုဟုတ်ကဲ့ name လို့ print ထုတ်လိုက်ရင်ဆရာတို့ဘယ်လိုလေးပေါ်လာမလို့အောက်မှာအောင်လို့ပေါ်လာဟုတ်ပြီနော်သူ့ကိုဆရာတို့ဘာတော့ string your name is ဆိုပြီးပေါ်ခြင်းတယ်ဒါဆိုဆရာတို့ဘယ်လိုရေးပုံမှန်တိုင်းဆိုဆရာတို့ဘယ်လိုရေးလို့ရလဲဆိုရင် your name ဆိုတာဆရာတို့ဒီတိုင်းပေါ်ခြင်းတော့ double quote ထဲမှာရေးမယ် your name is ဟုတ်ပြီနော်ဆရာတို့ comma လေးခံပြီးတော့ဗာလုပ်လိုက်မယ်နော် variable name ကိုရေးလိုက်တော့ name နဲ့အောင်ပေါ်လာဟုတ်တယ်နော်ကဲဟုတ်ပြီကြည့်အောင် your name is အောင်ဆိုပြီးပေါ်လာ okay ဟုတ်ပြီနော်ဒီတိရ okay ဆရာတို့ကဒီမှာအဲ့ဒီနီးတိုင်းပဲအောက်မှာရေးလို့ရတယ်ဒါပေမဲ့အောက်မှာကျဆရာတို့ comma တွေကများနေရင်ရှုပ်ကုန်ပါဆိုလို့ဆရာတို့ကဒီမှာက your name is name ပေါ့နော် name အောင်တို့ဇောတို့ဒါတွေပြောင်းပြီး variable နဲ့ပေါ်အောင်ခြင်းနဲ့ဆိုဆရာတို့ဘယ်လိုရေးမလဲဆို string interpolation နည်းလေးနဲ့ဆရာတို့ f လေးရေးလိုက်မယ်ပြီးလို့ရှိရင်ဆရာတို့ double quote လေးရေးလိုက်မယ်ဒီထဲမှာရေးမယ်ဟုတ်ပြီနော်ဘာလို့ဆိုရင် your name is ဟုတ်ပြီနော် variable name ကိုရေးချင်တယ်ဆရာခုနလို comma ကြီးခံပြီးတော့ဘာလို့ရေးစရာမလိုတော့ဘူးဒီ double quote ထဲမှာပဲနာမည်ပြောင်းပေါ်ခြင်းပါဆရာတို့ဘာလို့ curly bracket လေးနဲ့ရေးလိုက်မယ် name ဆိုပြီးတော့ဒါမယ်နော်အဲဆိုလို့ရှိရင်ဆရာတို့ပြန် run ကြည့်မယ် okay your name is အောင်ဒီမှာ name ဆိုတာလေးပြောင်းပေါ်ဒါလေးနားလည်းမလားမသိဘူးเนาะဆရာဒီမှာအောင်နေရာမှာစောပြောင်းလိုက်မယ်ဆိုလဲပြန် run လို့ရှိရင်ဘယ်လိုပေါ်မလဲဆိုလို့ရှိရင်ဒီမှာ your name is စောဆိုပြီးပေါ်မယ်ဒါမယ်เนาะဒါတော့ဆရာစမ်းပြတာပေါ့เนาะ print နဲ့ okay ရလားမသိဘူးဒီနားလည်းမယ်เนาะ okay ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ဒီမှာလဲ score ကိုအဲ့လိုလေးပြချင်တယ်ဆိုရင်ဆရာတို့ဘာတော့ string interpolation နည်းလမ်းနဲ့ f ဆိုပြီးတော့ရေးလိုက်မယ်ပြီးလို့ရှိရင်ဆရာတို့ဘာတော့ score your score ဆိုပြီးတော့ဘာလေးပေါ့မလို့ score သူ့ရဲ့အမှတ်ပေါ့နော်ရမှတ်လေးကိုဆရာတို့ curly bracket လေးနဲ့ချိန်ပြီးပြောင်းရေးမယ် okay ဒါဆိုရပြီအဲ့ဆိုဆရာတို့ဘယ်လိုပေါ်လဲကြည့်ရအောင်ဥပမာ your score 0လို့ပေါ်နေ
ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာတို့ UI ထည့်ရတော့မကောင်းပါဘူး UI ဖြတ်လိုက် score ကိုပဲထားလိုက်ဟုတ်ပြီနော် okay ဒါဆိုရင်ဘယ်လိုလေးပေါ်လဲကြည့်အောင် score က0မက0ပဲဟုတ်ပြီ font size ကသေးနေသေးလားသေးနေပါလို့ကြီးကျင်နေရတယ်ဆရာတို့16လောက်ထားလိုက်ဒါဆိုရင်ကြီးလေးမြင်ရမှာလားပေါ့နော် okay score ကဒီမှာ0ဆိုတာပေါ်ပြီရမယ်နော်ဒီထိရမယ်လို့ထင်ပါတယ် okay ဒါဆိုရင်အခုဆရာတို့ game character လေးကိုအရင်ဆုံးရွှေ့အောင်လုပ်ကြမယ်ဒါဆိုဆရာmovement လို့ပေးလိုက်မယ်နော် movement okay ရွှေ့ရင်တယ်ဟိုရွှေ့ရင်လို့ရှိရင်ဆရာတို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ပေါ့နော်ဒီ screen က sorry keyboard ကနေပေါ့နော်ဆရာတို့ up arrow နှိပ်လိုက်ရင်ဘာလုပ်သွားမလဲဒီ title လေးကအပေါ်ကိုတက်သွားမယ်ဟုတ်ပြီနော် move up ပေါ့အပေါ်ကိုတက်တာကိုရင်ရေးကြမယ်အပေါ်တက်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုရင်သူ့မှာရှိတဲ့အခု original ရှိနေတဲ့နေရာကနေမှာဘာ direction change သွားအောင်ဆိုလို့ရှိရင် x direction change သွား x direction ကိုဆရာတို့ဘယ်လောက် change မလဲ plus 10 change မလား plus 20 change မလားပေါ့နော်ဒီလောက် change လို့ရတယ်အပေါ်ကိုသွားဆိုအောက်ကိုသွားဆိုဆရာတို့ဘာလုပ်မလို့ minus 20ပေါ့နော်y direction ကိုရော့သွားမယ်အောက်ကိုသွားရင် no အပေါ်ကိုသွားရင်အပေါင်းဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာတို့အခုဘာရေးမလဲဆိုလို့ရှိရင် function လေးနဲ့ရေးလိုက်မယ်ကိုယ်တိုင် function ရေးမယ်ပေါ့နော်ဟုတ်ပြီဆရာဒီမှာဘယ်လိုရေးလိုက် move up ပေါ့နော်အပေါ်ကိုသွားခြင်းနဲ့အားလေးရေးလိုက် function ဖြစ်တဲ့အတွက်ဒါတဲဝင်လေးဖွင့်ပေးပါမယ်ပြီးလို့ရှိရင်သူ့မှာဟိုဘယ်လိုပြောမလဲလှုပ်ချင်တဲ့ကောင်ပေါ့နော်ဒီ function ကိုသုံးလိုက်တာနဲ့ဘာဖြစ်သွားမလဲ move up ဖြစ်လိုက်နေတော့ဘာလုပ်မလဲဆိုလို့ရှိရင် player ပေါ့နော်ဆရာခုနကတော့ဒီ late လေးကို player လို့ပေးခဲ့တာဟုတ်တယ်နော်ဒါဆိုရင် player dot change မယ်ဆိုတော့ဆရာတို့ set up ဆိုတော့ဆရာတို့ y ဟုတ်ပြီနော် y direction change မှာအပေါ်နှိပ် y ကဆရာတို့ဘာလုပ်မလဲဆိုရင် player ရဲ့အခုလက်ရှိရှိနေတဲ့ဘာတော့ y coordinate ဟုတ်ပြီနော် y coordinate ကိုဘာပေါင်းပေးလိုက်ရပြီဟုတ်20ပေါင်းပေးမယ်ဒါမှမဟုတ်10ပေါင်းပေးပဲပေါ့နော်ဒါဆိုရင်သူကအပေါ်လေးကိုတက်သွားလိမ့်မယ်ရပြီနော်ဒီထိရမယ်နော်ဒါဆိုလို့ရှိရင် move up အတွက် okay အဲ့ဒါဆရာတို့ move up ကိုရင်စမ်းကြည့်မယ်ဟုတ်ပြီဆရာအခု move up ရေးလိုက်ပြီဆရာက okay run လိုက်ပြီပြီးလို့ရှိရင်ဆရာ up clock ကိုနှိပ်တယ်ရွှေ့လား up clock ကိုဆရာအခုနှိပ်နေရွှေ့လားမရွှေ့ဘူးဘာလို့မရွှေ့အောင်ဆို तू ကဟိုရွှေ့တဲ့ဟာကိုမကြည့်ရဥပမာပြင်ဆရာတို့က move up function ကိုခေါ်လိုက်တာနဲ့ player လေးက y direction 20အပေါ်တက်သွားမယ်ဒါပဲကြည့်ရတယ်ဟုတ်ပြီနော်ဆရာတို့အခုဘာရေးဖို့လိုလဲဆိုလို့ရှိရင် screen ကိုဆရာတို့ကဘာလုပ်ဖို့ထားဖို့လိုလဲ listen လုပ်ထားဖို့လိုဥပမာပြင်ဒီ screen ကြီးကဆရာတို့ဟိုနှိပ်တာကိုအမြဲတမ်းစောင့်ကြည့်နေပေါ့နော် screen.listen ပေးလိုက်ပြီးလို့ရှိရင်ဆရာတို့ screen.key press ပေါ့နော်ဆရာတို့ on key press ခလုံးနဲ့ရင်ဘယ်ခလုံးနဲ့ရင်တော့ဟုတ်ပြီအရှိက function နောက်က key အရှိက function ကဆရာတို့ဘာတော့ move up ပေါ့နော်အခုဆရာတို့ရေးမဲ့ဘာတော့ move up ဆိုတဲ့ကောင်လေးကိုလှမ်းခေါ်မယ်ဘယ်အချိန်မှာတော့ဆိုလို့ရှိရင်ဘာခလုတ်ကိုနှိပ်တဲ့ခါမှာတော့ up ဆိုတဲ့ခလုတ်ကိုနှိပ်တဲ့ခါမှာဘယ်လိုလမ်းခေါ်မှာတော့ move up ဆိုတဲ့ function ဥပမာပြဆရာဘယ်လိုလုပ်လဲဆို up ဆိုတဲ့ key ကဆရာတို့ up arrow လေးပေါ့နော်အပေါ်ကိုပြနေရများလေး keyboard ကောင်နှိပ်လိုက်တာနဲ့ move up ဆိုတဲ့ function ကိုလမ်းခေါ်တယ် move up ဆိုတဲ့ function ကဘယ်လိုလုပ်တော့ဒီ player အခုလက်ရှိနေတဲ့တန်မိုးကိုချိန်တယ်ဘယ်လိုချိန်တော့အခုလက်ရှိတန်မိုးကိုဘယ်လောက်ပေါင်းပေးရ20ပေါင်းပေးလိုက်တယ်ဒါပဲဒါဆိုဆရာတို့သွားဆက်ကြည့်မယ်လာရတယ်ဟုတ်ပြီနော်ဒီမှာလေးဆရာ up arrow နှိပ်လိုက်ရင်အပေါ်ကိုတက်သွားဒါဆိုဆရာတို့ဘာရောရမှာ down arrow အတွက်ပေါ်ရမှာ down arrow အတွက်ဆိုဆရာတို့ဘာတော့ function ထပ်ရေးမယ်ဘာတော့move down ပေါ့နော် move ဆရာက sorry down ရေးလိုက်ဒါကဆရာတို့ကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်เนาะ okay function လေးရေးလိုက်တယ်ရေးပြီးလို့ရှိရင်ဟုတ်ပြီ down ဆိုဆရာတို့ဘာတော့ y direction change တာဟုတ်ပြီเนาะဒါဆိုဆရာတို့ set y အောက်ကိုရွှေ့မှာဆို y direction ကိုဘယ်လို change မှာတော့ခုလက်ရှိနေတဲ့ y coordinate ကိုအောက်ကိုရွှေ့ရဆိုဆရာတို့ဘာတော့ -20 ပေါ့အောက်ကို20နှုတ်ပေးရမယ်ဒါပဲဒါဆိုဆရာတို့ y direction အတွက်ရေးမယ် screen.on key press ဘာလုပ်မလဲ move down ဟုတ်ပြီเนาะ move down မယ်move down တာဆရာတို့ဘာတော့ down ဆိုတဲ့key ကိုနှိပ်ရပေါ့เนาะဒါဆိုလို့ရှိရင်ဆရာတို့ပြန် run ကြည့်မယ် up ကို down ရပြီ up ကရပြီ down လည်းရဒါဆိုရင်ဆရာတို့ရဲ့ character လေးကဘာလို့ရပြီတော့ကိုကြိုက်တဲ့နေရာကိုဘာလို့ရပြီတော့ရွှေ့လို့ရနေပြီရမလားဒီနားလဲမလားမသိဘူးเนาะရမယ်เนาะဆရာတို့ဒါမဲ့ဟိုဘယ်ညာတော့ရွှေ့လို့မရသေးဘူးပေါ့เนาะအပေါ်က only ပဲရွှေ့လို့ရသေးတာဟုတ်ပြီเนาะကဲပြီဒါဆိုလို့ရှိရင်ဆရာတို့ဒီဘက်ကိုပြန်ကြည့်မယ်အဲ့တော့ဘေးပင်ညာရွှေ့လို့ရအောင်သွားမယ်ဒါဆိုရင် move left အတွက်ပေါ့เนาะ function ရေးမယ် move ဘာလုပ်မလဲ left ရမယ်เนาะ move left ကိုရေးလိုက်မယ်ပြီးလို့ရှိရင် move left ဘယ်ဘက်ကိုရွှေ့ရဆိုဆရာတို့ x ကဘာဖြစ်မှာတော့ sorry x ကအပေါင်းဖြစ်မှာပေါ့เนาะဆရာပြန် run okay ဒါဆိုလို့ရှိရင်ဆရာတို့ x ကအပေါင်းဆိုတော့ player.x direction ချိန်တာဆို set x ပေါ့เนาะ x ကိုချိန်မယ်ဘယ်လိုချိန်မှာလဲမူလရှိနေတဲ့
x coordinate ကိုရင်ရှာမယ် x coordinate ကိုဘယ်လောက်ပေါင်းပေးရမလို့20ပေါင်းပေး20ပေါင်းပေးရတော့ဘာလို့ကတော့x direction အပေါင်းဆိုဘယ်ဘက်ကိုရွှေ့ဟုတ်ပြီနော် okay ပြီးလို့ရှိရင်ဆရာတို့ရေးမယ် second dot on key press နော် on key press လုပ်မယ်ဘာလုပ်မလဲ move left ဘယ်ဘက်ကိုရွှေ့မယ်ဘယ်အချိန်မှာတော့ဆိုလို့ရှိရင် left ဆိုတဲ့ key လေးနှိပ်တဲ့အချိန်မှာဟုတ်ပြီနော်ဒါဆိုရင်ရလားသွားကြည့်အောင် okay ဆရာတို့ခဏတော့ဒီချက် okay ဒါဆိုဆရာတို့ left back မှာနှိပ်ရင် okay အော် left back မှာနှိပ်လို့ရှိရင်ဆရာတို့ဘာဖြစ်နော်ညာဘက်ကိုကျွေးတာဖြစ်နေ okay ဆရာဒါဆိုလို့ရှိရင်အော်ဒီမှာဒီနားလေးမှာမှားနေတာเนาะတကယ်တော့ဆရာတို့ left back မှာသွားခြင်းဘာလို့ရမှာတော့ဆိုလို့ရှိရင်ဆရာတို့ minus ပေါ့เนาะဆရာတို့ဆရာတို့ရော့ရမှာဘာလို့ဆိုဆရာတို့ဒီဘက်ကဘယ်ဟိုเนาะဆရာဘယ်နဲ့ညာနဲ့မှားသွား sorry ပါဆရာတို့ဒါဆိုလို့ရှိရင် okay ပြီဟာပြီเนาะ okay ဆရာတို့လို့ရှိရင်ပြန် run ကြည့်မယ်ဟုတ်ပြီ left back ကိုနှိပ်လို့ရှိရင် left back ကိုရွှေ့သွားတယ်ဒါပေမဲ့ right back ကိုမရွှေ့မရသေးဘူးအပေါ်သွားလို့ရတယ်အောက်သွားလို့ရတယ်ဘယ်သွားလို့ရ okay ညာဟိုသွားခြင်းဆရာတို့ဘာလုပ်မလဲ function ထပ်ရေးပေါ့နော် definition ဆရာတို့၄ခုပဲရေးရမလဲအပေါ်အောက်ဘယ်ညာဒါဆိုရပြီပေါ့နော်ဟုတ်ပြီ RIJT right okay ဒီမှာဆိုလို့ရှိရင်ဆရာတို့ကညာဘက်ကိုရွှေ့မှာဖြစ်တဲ့ဆရာတို့ဘာတော့ x direction ကပေါင်းဖြစ်မယ်နော် player dot set x ဘာလို့ဆိုဆရာတို့ကအပေါ်အောက်ရွှေ့ရဆိုရင် y direction ပဲ change ရလို့မယ်ဘယ်ညာဆိုရင် x direction ပဲ change ရလို့မယ်အဲ့လိုလေးပေါ့နော် okay ပြီးလို့ရှိရင် player dot x coordinate ကိုဘာချင်းမို့လို့မလို့ +20 ပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့ character ကကိုရွေးခြင်းတဲ့နေရာရွေးလို့ရပြီဘယ်သွားလို့ရမယ်ညာသွားလို့ရမယ် sorry ညာသွားလို့မရသေးဘူးဘာလို့တော့ဆရာတို့ဒီမှာ second dot key press ကိုမရှိရတော့ key press ပဲချိန်နေတဲ့အခါမှာဆရာတို့ move right ကိုရွေးမှာလို့ဆိုလို့ရှိရင်ဘာလို့ right ဆိုတဲ့ key လေးကိုနှိပ်တဲ့အချိန်မှာ okay เนาะဒါဆိုရင်ဆရာတို့ပြန် run ကြည့်မယ်အကုန်သွားလို့ရပြီလား okay ဘယ်ညာသွားလို့ရပြီအပေါ်အောက်သွားလို့ရပြီဒါဆိုရင်ဆရာတို့ရဲ့ game character လေးကိုသွားခြင်းတဲ့နေရာမှာသွားလို့ရပြီဒါဆိုဆရာတို့ကနောက်ဆုံးအဆင့်အနေနဲ့တခုပဲကြံတော့တယ်ဘာပဲကြံတော့ဆိုရင်ဆရာတို့ food လေးကိုဘယ်နားမှာထားမှာလဲဟုတ်ပြီเนาะဒါလေးပဲကြံတော့ကဲဟုတ်ပြီဒါဆိုရင်အဲ့ဒါလေးကိုဆက်လုပ်ကြမယ်ကဲဟုတ်ပြီဆရာတို့ဒါဆိုရင်နောက်ထပ်အနေနဲ့ဆရာတို့ဒီ lake ကလေးကိုပေါ့เนาะ lake ကလေးကသူဟိုပြောမယ်ဆိုလို့ရှိရင်ဒီအစားအစာကြီးပေါ့เนาะ food လေးတွေကိုလိုက်ပြီးတော့ဒီစားပါเนาะစားလိုက် score လေးတက်လာအဲဒီလိုပုံစံလုပ်ချင်တယ်ဟုတ်အဲ့တော့ဆရာတို့နောက်တစ်ခုဘာလုပ်ရမလဲဆိုလို့ရှိရင်အခုဆရာတို့ဘာပြီးသွားပြီတော့ဆိုလို့ရှိရင် player screen လုပ်ပြီးသွားပြီ player ပြီးသွားပြီပြီးရင် score သတ်မှတ်တာပြီးသွားပြီပြီးရင် movement ရွှေ့တာပြီးသွားပြီဟုတ်နော်ဆရာတို့နောက်တစ်ခုဘာလို့သေးလဲဆိုလို့ရှိရင်ပေါ့နော်ဘာလို့သေးလဲဆိုလို့ရှိရင်ဆရာတို့ food လေးပေါ့နော် food ဆရာတို့ food လို့ရေးလိုက်မယ် food ကိုဆရာတို့အဲ့ဆိုလို့ရင်ဆရာကတော့ food variable ပေးလိုက်မယ်ပြီးလိုက်ပြီးရင်သူ့ကို food ပေါ်ရမှာဖြစ်တဲ့အတွက်ဆရာတို့ဘာတော့ target ဆိုပြီးသူ့ကို character တစ်ခုအနေနဲ့စာပြီးဖန်တီးလိုက်ဟောဒါဆိုဘယ်လိုဖြစ်သွားရင်တော့ကြည့်အောင် okay ဒီမှာ food ကဒါလေးပေါ့ food ကိုဆရာတို့ကဒီတိုင်းဖြစ်ရင်အဆင်မပြေဘူးเนาะဆရာတို့က software ပုံစံလေးဖြစ်အောင်လုပ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာသူ့မှာ origin ရှိရဲ့ shape တွေက circle ပါပြီးသားဆိုတော့ဆရာတို့ဘာလုပ်လိုက်မလဲ full dot ဘာလုပ်လိုက်မလဲဆိုရင် shape ကိုဆရာတို့ဘာလုပ်ဆိုလို့ရှိရင် circle လုပ်လိုက်ဟုတ်ပြီနော်ဒါဆိုဆရာပြန် run ကြည့်မယ်နောက်တစ်ခါ okay လုံးမလုပ်ပါလားဒါဆိုလို့ရှိရင်ဆရာတို့ print ထုတ်တဲ့နေရာမှာဆရာတို့ပြန်ကြည့်မယ်နော် print ကဆရာတို့ title get shape နော် get shape ကဘယ်လို shape တွေရှိကိုဆရာတို့ကြည့်အောင်တစ်ချက် okay sorry circl လီ circle ဆရာပါမလဲကြည့်အောင် circl လီ okay ဒါဆိုရင်ဆရာတို့က single code ဖြစ်နေလားပေါ့နော်ဆရာတို့ single code ပြန်ပြောင်းလိုက်မယ်ပြန် run ကြည့်မယ်ပေါ့နော် okay ရပြီဒါဆိုရင်အစားဒီပေါ့နော်ဟုတ်ပြီ food ကိုတော့ဆရာဘာလုပ်မလဲဆိုလို့ရှိရင်ဆရာတို့ color လေးပြောင်းလိုက်မယ် food dot color ပေါ့နော် color သူ့ကိုဆရာတို့ဘာလို့ဆိုအစားအသောက်ဆရာအစိမ်းရောင်လေးပြောင်းလိုက်မယ် green လေးပြောင်းလိုက်ပေါ့နော်အစိမ်းရောင်လေးပြောင်းလိုက်မယ် okay ဟုတ်ပြီဒီမှာဒါဆိုရင်ဒီ food လေးကိုဘယ်သူကလာစားရင်နော်ဒီ character လေးကလာစားလိုက်တာနဲ့ထိလိုက်တာနဲ့ပေါ့နော်ထိလိုက်တာနဲ့ဘာလို့သွားရမလဲဆိုရင်သူကလည်းပျောက်သွားရမယ်ပြီးလို့ရှိရင်အမှတ်လေးကလည်းတိုးသွားရမယ်ပျောက်သွားပြီးရတဲ့သူကဟို random ပေါ့နော်နေရာတွေကြိုက်တဲ့နေရာနေသူ random ပေါ်လာမယ် okay ဟုတ်ပြီဆရာ random ပေါ်ဖို့အတွက်ဆိုလို့ရှိရင်ဟိုဆရာတို့ဘာလို့လဲဆိုရင်ဆရာတို့ random ဆိုတဲ့ library လေးကိုထည့်ပြီး okay ဆရာတဲ့ name ကြီးဖြတ်လိုက်တော့မယ်နော်
ဘာလုပ်မလဲဆိုလို့ရှိရင် import random okay ဟုတ်ပြီ random ကိုဆရာတို့အရင်စမ်းကြည့်မယ် random ဆိုတာဘာလဲပေါ့နော်ဆရာ random dot ဘာလုပ်မလဲဆိုရင်ဆရာတို့ random in ဆိုဆရာ integer ပေါ့နော် random integer ဘယ်ကနေဘယ်အတွင်းပေါ်ကျင်တာနော်ဆရာ10ကနေ30အတွင်းပေါ်ကျင်တယ်ဒါဆိုရင်ဘယ်လိုလုပ်လို့တော့သွားကြည့်အောင် run ကြည့်မယ်နော်24ဟုတ်ပြီနော်သူကဘာတော့ random ခောက်လိုက်တာပါ10ကနေ30အတွင်းဘယ်လောက်တော့24ဟုတ်ပြီနောက်တစ်ခေါက်ပြန်ခောက်ကြည့်မယ် random ခောက်ကြည့်မယ်29ပေါ့ရမလား29ပေါ့ဒီလိုပေါ့နော်ဆရာတို့အခု random ကဘယ်လိုခောက်ဖို့လိုမလဲဆိုလို့ရှိရင်ဆရာတို့ကဒီ food လေးကိုသွားဖို့တော့ food မှာတော့ဗာနဲ့ဘာ direction x direction y direction ပေါ်ခြင်းတဲ့နေရာပေါ့ဟုတ်နော်ဘယ်လောက်နဲ့ဘယ်လောက်အတွင်းပေါ်မှာဆရာ250 minus 250ကနေ plus 250အတွင်းမှာပေါ့လို့အဲ့လိုလုပ်လိုက်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာတို့ဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်ဒီကောင်ကိုရွှေ့မှာပေါ့ဥပမာဖြင့်ဆရာဆိုလိုချင်တဲ့ဘောက food.go to နဲ့ရွှေ့ခိုင်းလိုက်ဟုတ်နော်ဘယ်လောက်တုံးဆိုလို့ရှိရင်ဆရာတို့က x က250 y က250ထားလိုက်โอเคဒါဆိုဆရာတို့ဘယ်လိုသွားလဲကြည့်ရโอเคဒီမှာဒါပေမဲ့ तू ကအနောက်ကမြင်းချောင်းကြီးပါနေနောက်ကမြင်းချောင်းမပါခြင်းဘူးဆိုဆရာတို့ဘာလုပ်ရမလဲဆိုလို့ရှိရင် food.pan app เนาะ pan app လေးပါအောင်လေဒါဆိုလို့ရှိရင်နောက်ကအမီတိုင်းလိုက်နေတော့မှာဘူးเนาะโอเคဒီမှာသူကြိုက်တဲ့နေရာကနေဆရာတို့ go to နဲ့ရွှေ့လို့ရမယ်ဗောနော်ဆရာတို့ go to နဲ့ရွှေ့လို့ရမယ်ဒါမှမဟုတ်လဲဆရာတို့set နဲ့ possession change လိုက်ရင်လည်းရတယ်ဗောနော်ဒါတော့ဘယ်လိုပဲလုပ် okay ဒါဆိုလို့ရှိရင်ဆရာတို့သူ့ကိုရွှေ့တတ်ပြီရွှေ့ပြီဆိုလို့ရှိရင်ဆရာတို့ဒီမှာ random လဲရှင်းပြီးသွားပြီဆိုတော့ဆရာကဘာနဲ့ထားလိုက်မလို့ဆိုလို့ရှိရင်ဆရာတို့ဒီမှာ x နဲ့ y နဲ့ထားမယ် x ရေ y ရဲ့ direction ဟုတ်ပြီသူ့ကိုဘာလုပ်မလဲ random ခေါက်မယ် random plus 250နဲ့ minus 250အတွင်းတစ်ခေါက်မယ်ဒါဆိုရင်ဆရာတို့ random library တွေက random integer ပြောမယ်ဆိုရင်ဆရာတို့ကတတ်မတွေမလိုချင်ဘူးပေါ့နော်ဆရာတို့ဘယ်လောက်ကနေဘယ်လောက်တုံး minus 250ကနေဘယ်လောက်တုံး plus 250အတွင်း random ခေါက်မယ်ဒါ x အတွက်တစ်ခုပြီးရင် y အတွက်လည်းတူတူပဲဆိုတော့ဆရာ copy ကူးလိုက်တော့မယ်ဒီပေါ်ဟာလေးကို copy ကူးလိုက်မယ် okay ဒါပဲပြီးသွားပြီဟုတ်ပြီနော်အဲ့ဒီနေရာမှာဒီနောက်မှာဆရာတို့ကဘာလုပ်မလဲဆိုလို့ရှိရင် food.go to ကို x, y ပေးလိုက်ပြီဒါဆိုရပြီနော်ဒါဆိုလို့ရှိရင်ဆရာတို့ကြည့်မယ်ဘယ်နာပေါ်ဒီနားမှာပေါ်ရလားဒါဆိုလို့ရှိရင် तू ကဘာဖြစ်မှာတော့ तू ပေါ်ခြင်းနဲ့နားကနေဘာလုပ်မလို့ပေါ်လာမယ်ဒါလေးပဲဒါမယ်နော်ဆရာတို့ကဘာလုပ်ပေးကြမလို့တော့ဆိုလို့ရှိရင်ဆရာတို့ကဘယ်နားမှာပေါ်ပါဘယ်နားမှာပေါ်ခုဆရာတစ်ခါ run တော့ဒီနားမှာပေါ်နော်နောက်တစ်ခါပြန် run ကြည့်မယ် run time ရဲ့ကောင်းကျိုးပေါ့နော် तू ပေါ်ခြင်းတဲ့နေရာနေပေါ့ okay ဒီဘက်မှာပေါ်ဒါဆိုဆရာတို့ကဆရာတို့ရဲ့ character လေးကနေပါတော့လိုက်စားရမယ်ဒီ food လေးကိုဒါမယ်နော်ဒါဆိုရင်ရွေ့တာရပြီဟုတ်ပြီဆရာတို့ဒီမှာဆိုရင်တခါတည်းဆရာလောက်ထားချင်တာပေါ့နော်ဒီကောင်ကို function ထဲမှာထည့်ရေးလိုက်ဘာလို့ function ထဲမှာထည့်ရေးမလို့ဆိုတခါစားပြီးသွားတာ ਨੇ ဘာလို့ရမလဲနောက်တစ်ခါ random ခောက်ပြီးပြန်ပေါ်လာမယ်ဖြစ်တဲ့အတွက်ဆရာကဒီကောင်ကိုခဏ control x နဲ့ရွှေ့ထားလိုက်ရွှေ့ထားပြီးဆရာတို့ဘာလုပ်မလဲ function ရွေးမယ် function ကဘာရွေးမလဲဆို function ရဲ့ df နဲ့ရေးရတယ်เนาะဘာတော့ဆိုလို့ရှိရင် food move ပေါ့เนาะဒီကတော့ပြောမှဆိုရင်ဆရာတို့အစားအသောက်လေးရွှေ့မှာအောင်เนาะရွှေ့မှာဆိုတော့ဒီကောင်လေးကို function ရေးလိုက်မယ်ပြီး control free နဲ့ပြန်ထည့်လိုက်မယ်ဒါဆိုရပြီဟုတ်ပြီเนาะပထမဆုံးတစ်ခါမှလဲဆရာတို့ဘာလုပ်ထားဖို့လိုလို့ဆိုလို့ရှိရင်ဆရာတို့က food move ဆိုတဲ့ function လေးကိုဘာလုပ်ထားဖို့လိုမလဲခေါ်ထားဖို့လိုဒါမှမဟုတ်ပထမတစ်ခါမှခေါ်မထားခြင်းလဲဆရာတို့ second.update ပြရတယ်ဘာလုပ်မလို့ food move ပေါ့เนาะအဲ့ဒါမှသူကပထမဆုံးမှဘာလုပ်ထားမလဲဆိုလို့ရှိရင်ပေါ်လာမှာကြည့်ရဒီပါဒါဆိုလို့ရှိရင်ဘာလုပ်နေပြီလို့ looping ထဲမှာဖြစ်တဲ့အတွက်သူကဘာတော့ရှောက်သွားနေဆရာတို့ကဒါကိုလိုက်ဖမ်းရင်သိအဆင်မပြေဘူးဟုတ်ပြီနော်ဒါဆိုသူ့ကိုဘာလုပ်တော့ looping ထဲမှာအဲ့လိုကြီးလုံမနေပါနဲ့ဆရာတို့ဘာဖြစ်မှာပဲလုပ်ပါတော့ဆိုလို့ရှိရင်ဆရာတို့တစ်ချိန်ပဲလုပ်ပါဆို looping ရဲ့ပြင်မှာရေးလိုက်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဆရာတို့ full move တစ်ချိန်ပဲလုပ်ပါအဲ့ဆိုရင်တစ်ချိန်ပဲလုပ်သွားလိမ့်မယ် okay ဒီနောက်မှာအဲ့ဆိုရင်ဆရာတို့ဒီနောက်ကောင်လေးကိုဘာလုပ်မလဲဆရာတို့ရဲ့လေလျာနေလိုက်စားโอเคဒီဟာလေးပဲရေးဖို့လို့โอเคဒါဆိုရင်ဆရာကဘာလေးပြင်ကျင်သေးလဲဆိုလို့ရှိရင်ပေါ့နော်ဘာလေးပြင်ကျင်ဒီ title လေးကိုလည်းဆရာကအယောင်ပြောင်းမယ်ဟုတ်လားအယောင်ပြောင်းနေပါတော့ player ထဲမှာရှိတယ်ဟုတ်ပြီနော် player ထဲမှာโอเคဆရာတို့ဒီမှာ go to မရွှေ့ခင်ပေါ့နော်မရွှေ့ခင်မဲ့ဖြစ်ဘယ်နာကဖြစ်ရပါတယ်ဒါဆိုလို့ရှိရင်ဆရာတို့ player .color ဆရာဖိုင်အောင်ထားမယ်ဒီကအနီအောင်ထားလိုက်မယ် red အနီအောင်ထားလိုက်မယ်နော်โอเคရပြီဒါလေးပဲโอเคအနီအောင်လေးနဲ့အစိမ်းအောင်လေးအနီအောင်လေးနဲ့အစိမ်းအောင်လေးကိုလိုက်စားမယ်โอเคပြီနော်ဒါဆိုလို့ရှိရင်ဒီချီရပြီ
Okay ဒါဆိုလို့ရှိရင်ဆရာတို့ကဘာပဲလုပ်ဖို့လိုတော့အောင်ဆိုလို့ရှိရင်ဒီကောင်နဲ့ထိရင်ပေါ့နော်ဆရာတို့ကထိရင်လို့ဟိုမရေးလို့မရရင်ဘာလို့ရေးလို့ရမလဲသူ့ရဲ့ distance ကိုတိုင်းလိုက်မယ်ဟုတ်ပြီနော်ဒီ player လေးနဲ့ဘယ်သူရဲ့ distance နော် foot ရဲ့ distance ဟုတ်ပြီနော်အဲ့ distance ကဘယ်သူထက်နည်းရင်တော့ဥမာအပြင်ဆရာတို့က20ထက်နည်းရင်10ထက်နည်းရင်30ထက်နည်းဥမာအပြင်ဆရာတို့လောက်กว่าဝေးမှာစားလို့ချင်လို့ရှိရင်တော့လုံးဝကိုထိမှာပေါ့နော်ထိမှာဆိုလို့ရှိရင်တော့ဆရာတို့အကွာcoordinate ချင်းတစ်ထက်တည်းကြာမှာပေါ့နော်ညီမအဲ့လိုဆိုအကွာဝေးရ0ဖြစ်မှာဒီလိုလဲရတယ်ဒါမှမဟုတ်ဆရာတော့ဒီလိုမျိုးနည်းနည်းထိလိုက်တာနဲ့ပေါ့နော်သူ့ကိုနှုတ်သီးလေးနဲ့ထိလိုက်တာနဲ့ဘာဖြစ်တာတော့ဟိုအမှတ်တက်မှတ်တိုးတာလို့ရှင်အမှတ်လဲတက်မှတ်တိုးရမယ်အလောက်ကနှစ်ခုပေါ့နော်ထိလိုက်တာနဲ့ဘာလုပ်မလို့ဆိုရင်အမှတ်လဲတက်မှတ်တိုးသွားမယ်ပြီးလို့ရှိရင်ဒီ food လေးကလည်းဆရာခုနကတော့move food လို့ပေးခဲ့တယ် random value နဲ့ဒီ screen ပေါ်မှာရှောက်ပေါ်နေမှာပေါ့နော်ဒီ food လေးအဲ့ဒါကိုဆရာကလိုက်စား okay အဲ့ဒါဆိုလို့ရှိရင်ဆရာတို့သွားမယ်အခုဘာလုပ်မလဲဆိုရင်အခုကြာဆရာတို့ဘယ်ထဲမှာလုပ်ဖို့လိုတယ်ဆိုရင်ဆရာတို့ true ထဲမှာလုပ်ဖို့ဘာလို့ဆိုတော့ तू ကအလူပင်မြင်နဲ့ဘာလုပ်နေရမှာဆိုစစ်နေရမှာဟုတ်ပြီနော်ဘာစစ်ဖို့လိုမလဲဆိုဆရာတို့ distance ပေါ့နော် distance ဆိုရယ် variable ပဲ distance ဘယ်သူနဲ့ဘယ်သူဆိုရင် player နဲ့ဟုတ်ပြီနော် player.distance ဟုတ်ပြီနော်ဆရာတို့player ဘယ်သူနဲ့ distance ကြည့်ဖို့လိုမလဲပေါ့နော် player ဘယ်သူနဲ့ distance ကြည့်ဖို့လိုဆိုဆရာတို့ဘာတော့ foot လေးနဲ့ကြည့်ဖို့လိုမယ်ဒါဆိုလို့ရှိရင်ဆရာတို့ဘယ်လိုလုပ်လဲ player.distance ဘာဖြစ်မှာတော့ foot ရဲ့ဟာလေးပေါ့နော်ဒါဆိုလို့ရှိရင်ဆရာတို့ဘာထားလိုက်မလဲဆိုလို့ရှိရင် foot လေးကိုထားလိုက်မယ် okay ဒါပြီနော်ဒါဆိုရင်ဘယ်လိုရေးရအောင် player နဲ့ foot နဲ့ထိလားမထိလားပေါ့နော်အဲ့ဆိုလို့ရှိရင်သူ့ရဲ့ distance ဘယ်သူထက်နေရင်ထိရအောင်ဆိုလို့ရှိရင်ဥပမာတစ်ထပ်တည်းကြာတယ်ဆိုရင်တော့0ပေါ့နော်0 out ဆိုရင်0ဖြစ်မှထိတာပါဆရာတို့အဲ့လို0ထိတစ်ထပ်တည်းတော့မကြိုက်တော့နည်းနည်းလေးထိလိုက်တာနဲ့ဆိုလို့ရှိရင်ဆရာတို့ distance ကဘယ်သူထက်နည်းသွားရင်တော့ဆိုဥပမာအပြင်30ထက်နည်းရင်ဟုတ်ပြီနော်ဆရာတို့ရွှေ့တာက20ရွှေ့ခဲ့တာအော်ဒီမှာဟုတ်နော် coordinate 20ရွှေ့ခဲ့တာနော်30ထက်နည်းရင်ဘာလုပ်မှာတော့ထိသွားပြီဆိုရင်ဆရာတို့ဘာလုပ်ဖို့လိုမလဲဆိုရင် score အမှတ်ကိုဆရာတို့အခုဘာပေးခဲ့ရအောင်အရင်က0ပေးခဲ့တာနော် score ကိုဆရာတို့ဘာလုပ်ဖို့လို1တိုးဖို့လိုတယ် score ကို1တိုးခြင်း score plus equal 1ဒီလိုရေးလိုက်ရဒါမှမဟုတ် score equal to score plus 1ဒါဘာလို့တာတော့1တိုးတာဘာလို့ပဲအချိန်မှာ1တိုးမှာထိလိုက်တဲ့အချိန်မှာဘယ်သူနဲ့ဘယ်သူနဲ့ထိအောင် player နဲ့ foot နဲ့ထိတဲ့အချိန်မှာဟောနော်ဒီလိတ်လေးနဲ့အစားအစာနဲ့ထိလိုက်တဲ့အချိန်မှာ1တိုးသွားတိုးပြီးရနေမပြီးသေးဘူးတိုးပြီးတာနဲ့ဘာလုပ်ရမလဲဟုတ်နော်ဘာလုပ်ရမလဲဆိုလို့ရှိရင်ဆရာတို့ကတစ်ခုကဘာလုပ်ဖို့လိုမလဲဆိုရင်ဆရာတို့ဒီ function food move ပေါ့နော်အစားအစာလေးကလည်းရွေ့သွားမှာဒါဆိုရင်ဆရာတို့ food move okay ဒါဆိုရပြီဟုတ်ပြီနော်ဒါဆိုဆရာပြန် run ကြည့်မယ်ရမလားပေါ့နော် okay ဒီမှာဆရာတို့လိတ်ဆရာတို့တာတယ်လိတ်လေးကလိုက်မယ်ထိသွားတယ်ဟောထိသွားတဲ့အချိန်မှာရွေ့သွားတယ်ဒါပေမဲ့ဘာမှဖြစ်ဘူးတော့ score ကတော့တက်မလားဘာလို့တက်မလားလဲဆိုရင် तू ကဆရာဒီမှာ score plus 1ရေးထားတယ်ဟုတ်တယ်နော် score plus 1ရေးထားတယ်ရေးထားရင်မဲ့तू ကတက်မသွားဘူးဘာလို့တက်မသွားလဲဆိုရင်ဆရာတို့ဒီမှာပေါ့နော်ဒီ score လေးကိုပြန်ကြည့်မယ်ဟုတ်ကဲ့ဆရာတို့ပါမအနေလဲပေါ့နော်ပါမအနေလဲဆိုရင်ဒီမှာ pan.right က तू ကတစ်ခါပဲ right ထားတာပေါ့နော်ဟုတ်ပြီနော်တစ်ခါပဲ right ထားတာအဲ့တော့တစ်ခါပဲ right ထားတာဖြစ်တော့တဲ့ तू ကဘာလုပ်ဖို့လိုမလဲဆိုရင် तू က0ဆိုရင်အဲ့0ကိုဖြတ်ပြီးတော့နောက်ထပ်တက်မှတ်ဆိုတက်မှတ်ပြန်ရေးဖို့လိုတယ်အဲ့ဆိုရင်ဆရာတို့ဘာလုပ်လဲဆိုရင်ဆရာတို့က pan.clear လို့တယ်ပေါ့နော် clear ဆိုပါတော့ပထမဆုံးဖြတ်ပြီးရှိတဲ့အမှတ်ကိုပြန်ရေးပါရေးပါဆိုဆရာသူ့ကိုလည်းဘာအနေနဲ့ရေးမလိုက်တော့ function အနေနဲ့ရေးလိုက်ဒီနှစ်ကြောင်းเนาะအရင်ဆုံးဘာလုပ်လို့ရေးထားတာကိုဖြတ်ပြီးရင်ဘာလုပ်ပါတော့ပြန်ရေးပါဟုတ်ပြီเนาะအဲ့ဒါကိုဆရာတို့ဘာပြန်ရေးရမှာ score ရှိလောက်ရေးရမှာဆရာတို့ဒီမှာကျဘယ်လိုဖြစ်သွား score က0ပဲရေးလိုက်တယ်ပြီးရင်သူကပြန်လည်းမဖြတ်တော့ဘူးအလုပ်လည်းမလုပ်ဒါဆိုဆရာတို့ဘာတော့ဒီကောင် function နဲ့ရမယ် control x နဲ့ယူလိုက်မယ်ဟုတ်ပြီเนาะဆရာတို့ဘာလုပ်မလဲ score ဆိုတော့ update score ပေါ့เนาะ update scoreပေးလိုက်ဟုတ်ပြီနော်ဟုတ်ပြီနော် pan.clear နဲ့ pan.right ဘာလို့တာတော့ဆိုလို့ရှိရင် pan.clear ကရေးထားတဲ့စာကိုဖြတ်တယ် pan.right ကပြန်ရေးထဲမှာပါရင် score မှာဘာရေးလိုက်တော့ score လေးရေးလိုက်ဒါမှမဟုတ် score ကကြာဘာတော့ဆို0ခုနကတော့ +1 ဆိုရင်တော့ဘာလေးတက်သွားမှာတော့ +1 လေးတက်လာမယ်ဒါလေးပဲလွယ်ကူပါပဲเนาะ okay ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့က update score ကဟိုဘယ်နားမှာရေးဖို့လိုမလဲဆိုရင်ဆရာတို့ဒီမှာထိသွားတဲ့အခါမှာဆရာတို့ဘာလုပ်မလို့ update score ရေးမယ်ဟုတ်ပြီနော်ထိသွားတဲ့အခါ update score ရင်ကဲဒါဆိုဆရာတို့ပြန် run ကြည့်မယ်ဟုတ်ပြီနော်ဒီမှာဆရာဆက်ချင်းကြပါတော့ score ကပေါ်မလာတော့ဟုတ်ပြီနော်အဲ့ပြဿနာလည်းပြီးမှ fix မယ်ပေါ့နော် okay ဆရာတို့ရင်ဆုံးတွတ်ထိလိုက်မယ်ဖားမယ် okay score 1ဖြစ်သွားတယ်အော် score 2ဖြစ်သွားတယ်ရမလားထားပဲ
okay เนาะဒါဆိုလို့ရှိရင်ဆရာတို့ပြဿနာတစ်ခုပဲကြံတော့တယ်ဘာအောင်ဆိုလို့ရှိရင်ပထမဆုံးအချိန်မှာဘာမဖြစ်နေတာတော့ဆိုလို့ရှိရင်ဒီ score အမှတ်လေးပေါ်မနေတာဒါဆိုလို့ရှိရင်ဆရာတို့ကဒီမှာ full မှုလို့ပဲဘာတော့ဒီမှာလဲ update score ကို looping အပြင်မှာတစ်ခါရေးလိုက်ဟုတ်ပြီเนาะဘာအောင်စချင်းမှာအစားအဖုလေးလဲပေါ်မယ်ပြီးလို့ရှိရင် score အမှတ်လေးလဲပေါ်မယ်ဒါပဲဟုတ်เนาะဒါဆိုလို့ရှိရင်ဆရာတို့ရေးလိုက်တာကြည့်အောင် okay score 0လဲပေါ်ပြီရွှေလို့လဲရပြီပေါ်ပြီဒါလေးပဲဒါပဲเนาะဒီနေ့ကိန်းတော့ဒါလေးပဲကဲနားလည်ကြမယ်လို့ထင်ပါတယ်